င်္ဂလာပါ Youth Blog ကနေပြန်ဆိုလိုက်ပါမယ်ဒီနေ့ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့600ပဲဖြစ်ပါတယ်ပထမဆုံးဒီမှာကျွန်တော်တို့ရောက်ရှိနေရတော့ဒီလေရင်ပင်းရှိတဲ့နေရာပေါ့နော်အဲ့တော့ကျွန်တော်တို့ပါခေါ်တဲ့ technique home back လို့ခေါ်ပါတယ်နော်ပထမဆုံးကျွန်တော်တို့ဒီရောက်ရှိနေတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ပထမဆုံးဒီမှာဝင်ဖြတ်တဲ့အချိန်ကျတော့ကျွန်တော်တို့ဟာတော့လက်မဲ့ပြရပါတယ်ဒါဆိုတော့တရားကိုကျွန်တော်တို့ဝင်ကြီး100တိတိဝင်ကြီး120တိတိကျွန်တော်တို့ Hello guys ဒီမှာကျွန်တော်တို့လာတာကျွန်တော်တို့မိသားစုရ PMA ရဒီမှာကျွန်တော်တို့တငယ်ချင်းတွေအားလုံးရှိပါတယ်ဗျာနော်ကျန်ပြီးတော့ကျွန်တော်တို့ဘာတွေရှိလဲနော်ဘယ်လိုနေရာတွေရှိလဲဆိုတာဆက်ပြီးတော့လေ့လာကြရအောင်လက်မှတ်ဖြတ်ပြီးတော့ဝင်ပြီးသွားတဲ့အချိန်မှာကြာရင်တော့ပန်းတွေအများကြီးရှိပါတယ်ပန်းတွေပြီးရင်ဒီလေရင်ပြန်ပေါ့နော်လေရင်ပြန်အထက်မှာကျတော့ကျွန်တော်တို့အမှစားတောက်ဆိုင်နေပါတယ်ရှာပေါ့နော်ကာဖေးရှော့ပြီးရင်တော့ကျွန်တော်တို့ဒီအထက်ကိုရောက်ရှိသွားတဲ့အချိန်ကြာရင်တော့ပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာကားလားဆရာနေရာလေးတွေရှိပါတယ်ဒီမှာကျွန်တော်တို့ကကားလားတာတတိဆိုဘလောက်ကြည့်ပြီးတော့ပတ်စံလေးပြီးတော့ကျွန်တော်တို့ကားတွေလည်းငါးစီလို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီလေရင်ရဲ့အောင်းနာမှာတော့ကျွန်တော်တို့ဒီမှာစကွဲတွေပါလေရှိတယ်ပေါ့နော် cafe shop တွေ tea shop တွေအားလုံးရှိပါတယ်ဒီမှာကျွန်တော်တို့မာယူဆက်တော့ပြီးတော့အေးစစ်စစ်ထိုင်နေအပန်းဖြေနေကျွန်တော်တို့တောက်တုံးလို့ရပါဗျာလေရင်ရဲ့အပေါ်ကိုတက်သွားတဲ့အခါကျရင်အထက်မှာတက်ပုံရိုက်ဖို့နေရာတွေပေါ့နော်စားဖို့စပွဲတွေချထားတာကိုတွေ့ရတယ်အခုကျွန်တော်တို့ဒီလေရင်ကိုထဲမှာကျွန်တော်တို့လဲပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီ bench တွေအားလုံးကိုကြည့်ရှုခံစားလို့ရတယ်နော်နောက်ပုံလေးတွေရိုက်မယ်ဆိုရင်အရန်ကိုလာပါလဲပန်းလေးတွေကဆိုရင်ဒီမှာအယောင်တွေလည်းအားလုံးစုံပါလဲပန်းတွေအများကြီးအယောင်တွေစုံတယ်ပေါ့နော်ကျွန်တော်တို့ဒီတော့ဒီလည်းများဒီအောင်ပေါ့ဒီလိုပန်းတွေလည်းမျိုးသားတွေအများကြီးရှိရဲကျွန်တော်တို့ဒီမှာပန်းချန်တဲ့ဝိုင်းမှာကျွန်တော်တို့ကဓာတ်ပုံတွေပါလေရိုက်လဲရတယ်နော်ဗီဒီယိုတွေပါလေဆောင်းလို့လည်းရတယ်အရန်ကိုပျော်ရွှင်စရာကောင်းပါတယ်ဗျာโอเคအခုကကျွန်တော်တို့ဟိုဖက်အဲဒီ technique home bus ဆိုတဲ့ link ပင်းတို့ပန်းတို့ရှိတဲ့နေရာနေနော်အဲ့ကနေကျွန်တော်တို့ကဒီက15မိနစ်လောက်လာရတာပေါ့နော်ကားနဲ့လာပြီးတော့အခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာတော့ကျွန်တော်တို့ဒီပီဇာတာဝါပေါ့နော်ပီဇာတာဝါဆိုတဲ့နေရာရောက်ရှိနေတယ်သူ့နာမည်ကတော့ Toscana Valley လို့ခေါ်တယ်ဗျာသူ Toscana Valley လို့ခေါ်တယ်အဲ့ဒီပီဇာတာဝါကိုကျွန်တော်တို့ဒီမှာねဒီမှာဆိုတော့ကျွန်တော်တို့ဒီ Europe နိုင်ငံရဲ့ vibe ကိုကျွန်တော်တို့အပြည့်အဝခံစားရပါတယ်ကျွန်တော်တို့ရှိတာကတော့ဒီနော်တန်တီမှာရှိတဲ့သူတို့အိမ်ရဲ့ design တို့ပါတော့ဗောနော်အဲ့ဒါတို့ပြီးကျွန်တော်တို့ဒီမှာဒီ tower ထဲမှာရှိတာတော့ဆိုရင်ဒီ tower ထဲမှာကျွန်တော်တို့ရှိတဲ့ facility တွေဗောနော် hotel တွေ cafe တွေစားတော့ဆိုင်တွေအများကြီးရှိပါတယ်နော်ဒီမှာဒီ Europe နိုင်ငံမှာရှိတဲ့ဒီနောက်နိုင်ငံအိမ်တွေရဲ့ design ကိုလည်းလိုက်ပြီးတော့ဓာတ်ပုံတွေပါတယ်ရိုက်လို့ရတယ်နော်ရှူတာရှင်းလို့ရပါတယ်ဗျာပြီးတော့ကျွန်တော်တို့ဒီအောက်ဖက်ချက်မှာတော့ကျွန်တော်တို့ဒီလိုရေပြင်လေးတယ်ဗောနော်ဒီရေပြင်လေးရဲ့အလားကိုကျွန်တော်တို့ကြည့်ရှုခံစားပြီးတော့ကျွန်တော်တို့ဓာတ်ပုံတွေပါတယ်ရိုက်လို့ရတယ်ဗောနော်။ဒါကခုနကကျွန်တော်တို့ဒီပီဇာတာဝါတော်ပြီးတဲ့နောက်မှာတော့အခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့ဒါကတော့ home alka ပဲဖြစ်ပါတယ်။ဒါဒီမှာကျတော့တိုးချန်တွေပါတယ်ရှိတယ်ဗောနော်။တိုးတွေပါတယ်ရှိတယ်ကျွန်တော်တို့တိုးတွေပါတယ်ကိုကျွန်တော်တို့အစားတွေပါတယ်ရှိတယ်ဗောနော်။ပြီးကျွန်တော်တို့ဒီမှာ ticket ထဲမှာဖျက်ရအောင်ကျွန်တော်တို့ဒီမှာကျတော့ကျွန်တော်တို့ဒီ counter မှာကျွန်တော်တို့ဒီ ticket ဖျက်ရတာလေ။ဟုတ်ကဲ့ကျွန်တော်ဒီမှာ ticket လေးတွေဖြတ်ပြီးသွားပြီ ticket ဖြတ်ပြီးသွားရင်ကျွန်တော်တို့အထဲဝင်လို့ရပါတယ်အထဲမှာကျွန်တော်တို့ရှိတာတော့ဒီ view တွေပါတယ်ရှိတယ်ဒီကောက်ရုပ်ပုံစံနဲ့လုပ်ထားတာပေါ့နော်အမိုးတွေကောက်ရုပ်ပုံစံနဲ့လုပ်ထားတယ်ပြီးကျွန်တော်တို့ဒီမှာတိုးချန်တွေပါတယ်အားလုံးရှိပါတယ်ဒီမှာ shop တေးသေးလေးတွေရှိတယ်အေး shop တွေပါတယ်အားလုံးရှိတာဗျာကျွန်တော်လည်းအတူလိုက်ပြီးတော့စကြည့်အောင်ဗာလေးရှိတယ်လေဗျာဒီမှာတိုးတွေရှိပါတယ်ဒီဘက်ချမ်းမှာတိုးတွေအများကြီးတို့ဒီမှာရှိတဲ့ဟိုတိုးလေးတွေပေါ့နော်တိုးလေးတွေအများကြီးရှိတယ်ဆိုတော့ဒီတိုးလေးတွေကိုအတွက်ကျွန်တော်တို့ဒီမှာအစာဝယ်ရပါတယ်သူတို့အကျွေးခွက်တဲ့ဒီမှာအစာဝယ်ရပါလားဒီအစာကိုကျတော့သူကတစ်စီး20နဲ့ရောင်းတာပေါ့နော်ကဲကျွန်တော်နဲ့လိုက်ပြီးတော့ဆက်ပြီးတော့ enjoy လုပ်ရအောင်များဒီပါလေကကျွန်တော်တိုးလေးရောစာကျွေးနေတယ်ဒီတိုးလေးတွေအမွေးတွေကအရန်တူရအမွေးတွေကအရန်တူရဗျာတိုးလေးတွေချစ်စရာလေးတွေဗျာတိုးလေးတွေကအများကြီးရှိတယ်အဲ့ညီလေးပဲဖြစ်ပါလေဗျာသူကတော့ဒီမှာတိုးလေးပဲအစားတွေပါလေကျွေးနေပါလေကျွန်တော်တို့ဒီရဟောင်းနာမှာကျွန်တော်တို့နားကြည့်လို့ရပါတယ်ဒါကတော့ဒီတိုးချန်ရဲ့ view လေးပေါ့နော်ဒီကကျွန်တော်ဒီလေးကခေါ်လေးဓာတ်ပုံရတဲ့ဒီလိုလေး vacancy ရှိပါတယ်ကျွန်တော်တို့ဒီမှာအောင်ပြီးတော့နားကြည့်လို့ရတယ်အေးစေးပေါ့နော်လေးလေးနဲ့တိုက်ပါတယ်တော်တော်လေးကိုအဆင်ပြေဗျာပြီးရင်ဒီကွင်းပြင်ရန်အရှိဘက်ချမ်းမှာဆိုရင်လည်းသူကဓာတ်ပုံရိုက်ဖို့နေရာတစ်ခုကို decoration လုပ်ထားတာပေါ့နော်အဲ့ဒီထက်မှာဆိုရင်ပေါ့ဒီပန်းလေးတွေနဲ့ဟို
ဓာတ်ပုံရိုက်မဲ့နေရာလေးလောက်ထားတယ်အရန်ကိုလာပါတယ်ဗျာပြီးရင်အဲ့ဒါအနေတစ်ဆင့်ကျွန်တော်တို့ကဒီ ခောက်ရည် flower park ဆိုတဲ့နေရာကိုကျွန်တော်တို့ရောက်ရှိပါတယ်ဒီမှာဆိုရင်သူကပန်းအမျိုးစုံကိုရရှိပါတယ်အဲ့ဒါကနေတစ်ဆင့်ကျွန်တော်တို့က water hydrate ရှိတဲ့နေရာကိုသွားကားနဲ့တစ်ဆင့်ပြန်ပြီးတော့သွားရပါတယ်ဗျာကဲဗျာအခုနကျွန်တော်တို့ဒီဇာတာဝါတွေအားလုံးသွားပြီးကျွန်တော်တို့ flower park တွေပါတက်ကျွန်တော်အားလုံးသွားပြီးကျွန်တော်အခုကျွန်တော်တို့ရောက်ရှိသွားတဲ့နေရာတော့ဒီ water hydrate ရှိတဲ့နေရာပေါ့နော်ဒါနဲ့တောင်လုံးပေါ်ကိုတွေ့ရတယ်ဒီကနေကျွန်တော်တို့ sea view တွေပါလေအကုန်တွေ့ရပါတော့เนาะအဲဆိုပတ်ပြီးတော့ကြည့်ရှုရအောင်เนาะအဲ့ဒီကနေတစ်ဆင့်ကျွန်တော်တို့ဒီအောက်ဘက်ဆင်းလာတဲ့အချိန်မှာဒီလိုကမ်းမောင်လေးတွေမြင်ရပါတယ်ကမ်းမောင်လေးကနေတစ်ဆင့်ဒီကမ်းမောင်အတွင်းထဲမှာတူလောင်ထားတဲ့ရေတွေကိုကျွန်တော်တို့ကကြည့်လို့ရတာပေါ့နော်ဒီကျွန်တော်ဒီဘောဆင်းတဲ့နေရာနေကျွန်တော်ဒီကိုအောက်ဆင်းလာတော့တကယ်လေကောင်းနေတဲ့ဒီကောင်းစီတော့ညာရရှိပြီးကျွန်တော်တို့တဘာဝခံစားချက်အပြည့်ကိုကျွန်တော်တို့ရရှိနိုင်ပါတယ်ခင်ဗျာဒီမှာတင်ကျွန်တော်တို့ဒီ sea view ပေါ့နော် view ရဒီ water hydrate ကိုကျွန်တော်တို့အင်းကြီးအားလုံးကြည့်ရှုခံစားခြင်းရပြီးတော့ညနေဝင်ချိန်စီးစာလေးကိုကျွန်တော်တို့ညာကြီးကြည့်ရှုနိုင်ပါတယ်ဗျာဟုတ်ပြီကျွန်တော်တို့ဒီဆောင်းကုန်းပေါ်နေဆင်းရတယ်နော်ပြီးဒီရှိမှကျွန်တော်တို့ sea view ရှိရဗျာဒီ sea view ရဲ့ဒီ sea view တော့ရဲ့ဒီရှမ်းချေကမ်းမောင်တစ်ချုံပေါ့နော်ကျွန်တော်တို့ဒီကမ်းမောင်တစ်ချုံမှာတပိန်းတွေပါလေစီးချင်တော့ကျွန်တော်တို့ဒီမှာသူကသပိန်းတွေလည်းအစီအစဉ်လုပ်ထားပြီးတယ်တပိန်းတွေလည်းသူကစီစဉ်ပေးထားတယ်နော်တပိန်းဆိုရင်တော့သူကလူတယောက်ကိုနော်စီးခွင့်ရ15ပဲကြာတော့ဗျာအရန်ကိုချိုးတာပြီးတော့နော်ကျွန်တော်တို့ဒီသပိန်းလေးစီးရင်းနဲ့ကျွန်တော်တို့ဒီပင်လယ်ရဲ့ကမ်းမောင်တစ်ချုံသပိန်းစီးနေကျွန်တော်တို့တဘာဝခံစားချက်ကိုအများကြီးကြည့်ရှုခံစားခွင့်ရမှာဖြစ်ပါတယ်ဗျာခဲကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ဆက်ကြည့်အောင်ဗျာဒါကတော့ကျွန်တော်သပိန်းစီးနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဗျာဒါကတော့ညနေခင်း view လေးပါဒီလိုပဲခေါက်ရိုက်ခီးစီအောင်လာမယ်ဆိုရင်တော့နေ့ချင်းမြန်ခရီးကတိတ်ပြီးတော့အဆင်မပြေပါဘူးဗျာလက်ဆီယာနေရတဲ့အရင်များတော့အတွက်ကြောင့်မလို့တညအိတ်ခရီးကအဆင်ပြေပါတယ်ဗျဒီလိုပဲခေါက်ရိုက်မှာလက်ဆီယာနေရတဲ့အရင်များပါတယ်ဒါကတော့ကျွန်တော်တို့ပြန်နေတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေများအားလုံးကိုလည်းတွားလက်ဖို့ comment ပေးရင်ကျွန်တော်ရဲ့ blog ကိုဒီမှာပဲရပ်တန့်လိုက်ပါတယ်ဗျာ